personality type မျိုးစားကအများနဲ့ play ခံနေရတဲ့ personality type မျိုးလို့ပြောလို့ရတယ်ဒီနေ့ပြောသွားမယ့်အကြောင်းက ESFP ရဲ့အကြောင်း ESFP E ဆိုတာ extroverted သူကလူတွေအများကြီးနဲ့ပေါင်းစပ်ခံရမှာပို့ပြီးတော့ energy ရတယ် sensing ဆိုတာသူကခုလက်ရှိဖြစ်ပေါ်နေတဲ့အရာတွေသူတို့အရင်တော့တွေးကြုံခဲ့တဲ့အရာတွေကိုပို့ပြီးတော့စိတ်ဝင်စားတယ် feeling ဆိုတော့သူကကိစ္စတစ်ခုကိုဆုံးဖြတ်ချက်ချတဲ့အခါမှာသူတို့ရဲ့စိတ်ခံစားချက်ကိုပို့ပြီးတော့မူတည်တယ်ဒီ present ဆိုတော့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာစီစဉ်ကြမှရှိတော့သူကဘာတော့ကြည့်လိုက်လေဒီ personality type ကပြောနေတဲ့ personality type ဆိုသိပါတယ်သူရဲ့ပထမအဆုံး function က SE extroverted sensing extroverted sensing ဆိုတာကခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာပို့ပြီးတော့ခံစားရတယ်အဲဒါကြောင့်မလို့သူတို့ကအစားအသောက်တို့လူပညာတို့ပို့ပြီးတော့ကြိုက်ကြတယ်ပေါ့လူပညာကိုခံစားတဲ့အရာမှာ type person တွေကဒီကြီးဘာရဲ့ negative ပဲဟိုပေါ့ဒီစရာဘာပြောချင်တာလဲဟိုပြီးတော့စိတ်ဝင်စားတယ် ESFP လို့ S person တွေကဒီပကြီးကလှလာမလားဘူးလားရောင်နေသုံးထားအများကြီးလားဒါမှမဟုတ် black and white သုံးထားလားကြီးကဆွဲထားကောင်းလားမကောင်းလားဒါတွေပဲပို့ပြီးတော့ကြည့်တယ် SE function ကြောင့်မလို့ ESFP ပေါ်ဘာတွေကောင်းလာလဲဆိုတော့သူတို့ဘာမှမလဲတဲ့အရာတခုတော့မသူတို့ခံစားရတယ်ဥပမာတချင်းတစ်ပုတ်သူတို့မသိတဲ့ဘာသာစကားတစ်ခုနဲ့ဆိုထားရဲဆိုရင်တော့အဲတချင်းရဲ့တီးလုံးကြီးကောင်းလို့ရှိရင်တချင်းကသူတို့ချိန်တဲ့တီးလုံးမျိုးဆိုလို့ရှိရင်ဒီခံစားနိုင်တယ် ESFP ကိုသူ့အဗတာမှာ the adrenaline လို့ခေါ်ကြတယ်ပေါ့ adrenaline လို့လည်းခေါ်ရင်ခေါ်ကြအောင်ဘာလို့လဲဆိုတော့သူကလက်ရှိဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ကိုထုတ်ပေါ်ပြောကြတယ်ဥပမာသူတို့အရင်ဝမ်းနေနေပြီဆိုလို့ရှိရင်နေကြအောင်ပုံမှုတက်တယ်ဒါပေမဲ့သူတို့ပျော်နေတဲ့အခါဆိုလို့ရှိရင်လည်းသူကဟာတိုက်ပြီးရှိတယ် ESFP တွေကိုကြည့်လို့ရှိရင်သူတို့အများစုက relationship တစ်ခုမှပြောကြတာများတယ်အဲ့အရာက main ကလေးတွေအတွက်ဆိုရင်တော့အဲ့လိုတော့ပြောလို့ဘာလို့လဲဆိုတော့ဒီလေးကိုကြည့်နေတယ်လေဒါပေမဲ့ယောက်ျားလေးတယောက်ဆိုရင်တော့နည်းပြောခံမှာပေါ့ ESFP က adrenaline ဆိုတော့ဖြော်ရည်တဲ့သူဆိုတော့သူ့မှာလေပြိတ္တတော်လူမှာပဲလေ ESFP ကဘယ်လိုလူမျိုးတွေမုန်းတာလဲဆိုတော့သူကဒီစကားမတည်ဘူးမုန်းတာဥပမာသူတို့ဝင်းတွေမှာတနည်းရသွားမယ်သူတို့ဘာလေးပြီးမဲ့ဆိုပြီးတင်ပါတယ်ပေါ့အဲ့လိုလို့ရှိရင်သူကအဲ့ဒီကြောင့်မလို့သူကပုံပြပျော်ရွှင်ရတာဒါပေမဲ့အဲ့ကလေးကိုမတည်တဲ့အခါမှာသူတို့လိုချင်တာရမလာတဲ့အခါမှာဘောစိတ်ရသွားတယ်ဒီလိုရမ်းမုန်းရတယ်တချို့ကရှိမှာပေါ့ ESFP တွေကိုနားမလည်ပြီးနိုင်တယ်ထင်အောင်နေရတယ်ဒါပေမဲ့ ESFP ရဲ့သူတို့ပြောရအောင်ဆိုတော့ကိစ္စကိုအများကြီးတွေးပြီးတော့ပြောလို့တိတ်ကဟာလည်းမဟုတ်ဘူးနောက်အနာဂတ်ကဟာလည်းတွေးပြီးတော့အခုလက်ရှိပျော်နေလို့အရေးကြီးတယ်အဲ့တော့သူ့ဝင်ကင်းတယ်ပေါ့အခုလက်ရှိအကြောင်းပဲသူတို့စဉ်းစားတယ်သူ့ဝင်ကင်းတယ်အဲဒါကြောင့်မလို့သူတို့အခုလက်ရှိပျော်အောင်နေမယ်အဲ့တွေးရရှိတယ်သူတို့ရဲ့ဒုတိယ function က F5 ဆိုတာ introverted feeling ဆိုတော့လောကကြီးကိုသူတို့ကိုယ်ပိုင်တွေးခေါ်ကိုယ်ပိုင်တွေးမိနေရှိတယ်ပေါ့ ESFP ကဥပမာပျော်နေတဲ့လူဆိုလို့ရှိရင်သူစိတ်ထဲမှာကဒီလောကကြီးရဲ့လူအားလုံးကပျော်နေတတ်တယ်အားလုံးကသဘောထားကောင်းတယ်ဆိုပြီးတော့တွေးရတယ် F5 ကောင်းတဲ့လူတွေကဘာဖြစ်တယ်လဲဆိုတော့သူကဒုတိယကိုသူချစ်ပြီးတဲ့အတိုင်းဒီလောကပြန်မချစ်ပြီးနိုင်ဘူးဆိုလို့ရှိရင်ဒီလူကကိုယ်ကိုမကြိုက်ဘူးဆိုပြီးတော့တွေးရတယ်အဲ့ဒါ ESFP မှာဖြစ်တာများတယ်ဘာလို့လဲဆိုတော့သူကိုယ်ပိုင်ကဒီချစ်မျိုးကိုသူထားလို့အချစ်ခံမခံရဘူးတော့ဒီလူကကိုယ်ကိုချစ်လားမချစ်လားဆိုတော့ကိုယ်လည်းမသိဘူးပေါ့သူတို့ရဲ့တတိယ function က DE ဆိုတာ extroverted thinking DE ဆိုတာကပြောရမယ်ဆိုရင်ကိစ္စတွေကိုဖြေရှင်းနိုင်တဲ့စဉ်းစားဉာဏ်တို့မှာစဉ်းစားဉာဏ်မရှိဘူးတော့မဟုတ်တို့မှာစဉ်းစားဉာဏ်ရှိတယ်နောက်ကကြီးကသူတို့ထင်တယ်လို့လုံလာတဲ့အခါမှာသူတို့ရဲ့ဒီတတိယ function DE ကဝင်လာပြီးတော့သူတို့ရဲ့ဒုတိယ function အဖိုင်အောင်ပို့ပြီးတယ်တတိယ function ကိုထုတ်တော့မှအရင်ပင်ပန်းတယ်ဟိုဒီ DE function ထုတ်တော့တဲ့အခါမှာ okay နောက်ဆုံး function က NI ဆိုတာပြောရမယ်ဆိုလို့ရှိရင်တခုခုပြောကြမလို့ပဲねအဖြူတိုက်ရိုက်တီးတဲ့စွမ်းပေါ့ဒီဟာက ESFP တို့လိုမျိုးကျွန်တော်ပြောတာကိုနားလည်မယ်ထင်တယ်သူတို့ NI မှာလို့ပြောတယ်ဆိုတော့တရားဝဲကိုသူကချစ်မိသွားပြီဆိုလို့ရှိရင်ပြည့်ဖို့ဝင်လာတဲ့ဒီလူနဲ့ပုံတွေကနောက်ဆုံးဒီဖြစ်နိုင်တာမဖြစ်နိုင်ဘူးလားဆိုပြီးတော့ဖြစ်နိုင်တော့ဘူးဆိုပြီးတော့ပြည့်ဝင်လာတယ်ဒါပေမဲ့သူတို့ပြည့်ဝင်လာပြီမဲ့သူတို့ရဲ့ပထမဆုံး function က SE ဖြစ်သူတို့အခုပြောနေတယ်ပြောနေတာပဲတည်ရဆိုတော့သူတို့ NI ကို delete ရှုပြီးတော့သူတို့အခုလက်ရှိတွေ့နေတဲ့လူတွေတွေ့ရတာများတယ်သူတို့တွေက MBTI ကိုယုံရမလားမယုံရဘူးလားဆိုပြီးတော့ပြောရတယ် MBTI ကယုံရမှာမယုံရဘူးလားမဟုတ်ဘူး MBTI ကစိတ်ပညာမျိုးနေပဲကိုဖြေထားတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ကိုကဘယ်လိုလူစားမျိုးရှိလဲဆိုတာကိုပြင်ပြီးတော့ခွဲထုတ်ရတာဆိုရက်ဆိုရင်တော့ကိုကပြင်လို့မရဘူးပေါ့ကွာ personality type ဆိုလို့ရှိရင်တော့ဒီ personality type မှာကမကောင်းတဲ့အချက်တွေကကိုယ့်အတွက်အနောက်ရှက်ဖြစ်လာပြီလို့ကိုယ့်အတွက်မကောင်းတဲ့အရာတွေဖြစ်လာပြီကိုကအားနေချက်တွေကြောင့်လို့စိတ်နှောက်ရှက်တွေဖြစ်လာပြီလို့ပြောင်းသိရင်ပြောင်းအောင်ပါပေါ့အဲဒါကြောင့် MBTI personality type ကပြောင်းလို့ရတယ်ဒီနေ့ပြောပြသွားတဲ့ဟာက ESFP အကြောင်းလေးဖြစ်တယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းတခြား personality type မျိုးစားတွေအကြောင်းလည်းအများကြီးပြောပြသွားမှာ personality type ကိုမသိသေးလို့ရှိရင်စစ်ကြည့်ပါဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် see you next time